တော်တွေကိုနေစဉ်ဆွန်လောင်းတဲ့ကုသိုလ်ကြိုးကြောင့်လာပိုင်းတွင်းမှာရွှေဆိုင်ကြီးဖွင့်လာနိုင်ခဲ့တဲ့ကက်ပီယာဦးမို့အားလုံးပဲမင်္ဂလာပါရှင်ဆယ်ရီတိုင်းမျိုးဘေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေတန်ဃာတော်တွေကိုဆွန်လောင်းမှုတွေမနေ့စောစောဆွန်ထားချက်ပြတဲ့ဗီဒီယိုတွေနဲ့လူသိများလာသူဟာကက်ပီယာဦးမို့ဖြစ်ပါရစေဦးမို့ကနေစဉ်နေ့တိုင်းမှာတရက်မပြတ်မနေ့စောထားပြီးတော့တန်ဃာတော်အပါ1900ကျော်ကိုဆွန်လောင်းမှုတွေပြင်ဆင်ပြလေးရှိပါရစေဦးမို့နဲ့တူအခြားသောကုသိုလ်ယူသူတွေကတန်ဃာတော်တွေကိုနေစဉ်ဟင်းတွေမထက်အောင်တေချာစီမံချက်ပြုတ်လေးရှိပြီးတက်ညီလက်ညီကူညီပေးကြပါရစေစွန်ချက်ပြုတ်တဲ့ဗီဒီယိုတွေကို TikTok မှာတရင်နဲ့နာမည်ကြီးလာတဲ့ဦးမိုးကိုကက်ပီယာကြီးတယောက်လိုပဲသိထားကြပေမဲ့တကယ်တော့ရွှေဆိုင်ပိုင်ရှင်စိန်ဆိုင်ပိုင်ရှင်နိဗ္ဗာန်ကုန်းဆိုင်ပိုင်ရှင်ကျေးသွန်းရုပ်ပွားတော့စိတ်ရောပိုင်ရှင်တယောက်ဖြစ်နေပါရီဦးမိုးကတန်ခါထောင်ချီတွင်လူတန်းလာခဲ့တာဟာခုမှမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း30နီးပါးတွေကဖြစ်ပြီးစာတင်တိုက်ကတန်ခါပါ1900ကျော်ကိုမနေ့တိုင်းစွန့်ချက်ပြီးတော့လူတန်းနေတာက9နှစ်ကျော်သွားပါပြီဦးမိုးကတန်ခါတော့အပါ1900ကျော်ကိုစွန့်လောင်းဖို့အတွက်ကိုယ်တိုင်လဲငွေအားလူအားစိုက်ခါလူတန်းတယ်လို့အလို့ရှင်တွေလည်းလာရောက်လူတန်းကြပါရီတန်ကတော့အပါ1900ကျော်ကိုနေစဉ်ဆွန်လာမှုတွေတီးတန့်အလူမခံပဲနေလာရောက်လူတန်းတာကိုပဲလက်ခံပါရီတန်ကတော့တွေကိုလူတန်းမှုတွေဥမိုးပိုင်ဆိုင်တဲ့ရတနာဆိုင်ကနေစဉ်မြက်တွေကိုလည်းအသုံးပြုလေးရှိပါရီစွန့်ချက်ပြီးတော့လူတန်းလာတဲ့ကြိုးကြောင်မေဥမိုးတို့ရဲ့ဘဝဟာလာပိုင်းတွင်းမှာပြောင်းလဲတိုးတက်လာပြီးဒီနေထောင်ကိုရှောက်လာခဲ့တာပါဥမိုးနဲ့သူ့ရဲ့ဇနီးဖြစ်တဲ့ဒေါ်ခင်ခင်အေးတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်အိမ်အောင်ကြတွေကဆုံးလောင်လာခဲ့ကြတာပါဒေါ်ခင်ခင်ရဲ့ဖို့အဖကြီးဦးလေးတွေကဖုန်ကြီးတွေဆရာတော်တွေဖြစ်လို့လက်မထက်ခင်တွေကနေ့စဉ်ဆွန်လောင်းလာကြပါရီစေတူကိုတို့ဖြစ်တာကြောင့်တော့လက်ထက်ဖြစ်သွားခဲ့ပြီးရှာလို့ရတဲ့ငွေတွေကနေအလှအတွက်တီးတန့်ဖယ်ထားကြပါရီမိဘမျိုးစင်ဆက်ကရွှေဆိုင်တွေဖွင့်လှစ်တာမဟုတ်ပေမဲ့လေသူတို့ရဲ့စိတ်ထားကိုသဘောကျလို့လုပ်ငန်းတည်ထောင်ဖို့ကုညီသူတွေကပေါ်လာခဲ့ပါရီအပေါင်ဆိုင်တွေကအပေါင်ဆုံးရွှေတွေကိုဦးမိုးထံကိုရုံကြည်ကြည်ပေးလိုက်ပြီးပစ္စည်းရောင်းချပြီးမှငွေသိမ်းရတာကြောင့်ဦးမိုးတို့လည်းရွှေဆိုင်ပိုင်ရှင်ဖြစ်လာပါတော့တယ်။နေ့စဉ်နေ့တိုင်းဆွန်လောင်းလူတဲ့ကြိုးကြမလို့6လကြာမှရင်ရွှေဆိုင်ပိုင်ရှင်ဖြစ်လာခဲ့တာပါ။မန်ကောင်တာလေးထဲမှာရွှေလေးတွေကိုထည့်ပြီးတော့ရောင်းရကနေရှည်တွေတိုးဝလာခဲ့ပြီးတော့အခုဆိုရင်တော့စိန်ဆိုင်ရွှေဆိုင်ဖွဲတွေဖွင့်လှစ်နိုင်ခဲ့ပါတယ်။ရွှေဆိုင်ပိုင်ရှင်ဖြစ်လာတာနှစ်ပေါင်း30လောက်ရှိပြီဖြစ်ပြီးရွှေဆိုင်ကနေရတဲ့ကျိုးမြတ်တွေကိုနေ့စဉ်လူတန်းပါတယ်။ဦးမိုးကမသိတဲ့သူတွေကတော့ကက်ပီယာကြီးလုံးမှာပဲရွှေဆိုင်ပိုင်ရှင်ကြီးဖြစ်လာတာလားလို့ထင်ကြပါတယ်။ဦးမိုးကနိဗ္ဗာန်ကုန်းဆိုင်နဲ့ဖွင့်လှစ်ထားတဲ့ပြင်နိဗ္ဗာန်ကုန်းပစ္စည်းတွေကိုလည်းရောင်းချပါသေးတယ်။သူ့ရဲ့နိဗ္ဗာန်ကုန်းဆိုင်ကမြန်မာနိုင်ငံမှာတော့တူစီရင်ဝင်နေဆိုင်ဖြစ်လာပြီးနေ့စဉ်ဆွမ်းလူဖို့အတွက်မနေ့စောစောထားနေစေဖြစ်ပါတယ်။လက်ရှိမှာလည်းထိုင်းနည်းပညာနဲ့ကျေးသွန်းရုပ်ပွားတော်ထုလုပ်တဲ့စက်ရုံကိုလည်းတည်ဆောက်နေပါတယ်။ကုသိုလ်အချိန်ကြောင့်လုပ်ငန်းတွေကလည်းချိန်တိုတွင်းမှာတိုးတက်လာသလိုများများလူချင်းလို့အလုပ်တွေကိုလည်းပို့ကြိုးစားရကနေပိုင်ဆိုင်မှုတွေများလာပါတယ်။အချို့တွေကတော့ကက်ပီယာကြီးလုံနေတဲ့ဥမိုးကိုတန်ဃာတော်တွေစိုးမကက်ခင်ရင်ဆုံးမိတယ်ဆိုပြီးပြောကြပါတယ်။သူ့အတွက်တော့တန်ဃာတော်တွေရဲ့အရှင်စားတာမဟုတ်ပဲတကယ်ရတာစစ်ကိုသိနိုင်အောင်နဲ့နောက်ရက်မှာဘလို့ဟင်းတွေကိုချက်တင်လေဆိုတာသိနိုင်အောင်အရင်စားပြတာပါ။ကက်ပီယာကြီးဥမိုးချက်ပြတဲ့ဗီဒီယိုတွေကလူချင်းစိတ်ကိုတကယ်ပဲဖြစ်လာစီလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။